Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့ Clash of Clans က free play နေတဲ့ skin ကိုဘယ်လိုမျိုးယူရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကိုဘိုးရဲ့ second channel လေးကို subscribe မလုပ်ရသေး subscribe နေပြီးတော့ဝင်ရပေးပါဦး subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ရှိသေးတယ်အောင်လဲကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်ရဲ့ shame 7တဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဆုံးအနေနဲ့တိတ်မောင်တို့ကကြတော့ကိုဘွဲရဲ့ဒီ YouTube video ရဲ့ description မှာဒါမှမဟုတ်အောက်ကကျွန်တော် comment လေးမှာပေါ့နော်ပင် comment လေးမှာကျွန်တော် link လေးထည့်ထားပြီးတယ်အဲ့ဒီ link လေးကိုနှိပ်ပြီးတော့မှ brother ရဲ့ account ကို Supercell ID နဲ့အရင်ဆုံး login ဝင်ရမှာဖြစ်ပါတယ် login ဝင်မယ်ဆိုလို့ရှိရင်တော့တုံးစံနဲ့ကျွန်တော် Gmail လေးထည့်တယ်ပြီးတော့ login နှိပ်ပြီးတော့မှကုတ်ချောင်းလုံးကို Gmail ထဲကိုပို့ပေးမှာဖြစ်ပါတယ်အဲ့ဒီကုတ်ချောင်းလုံး brother တို့ဒီထဲမှာပဲပြန်ရိုက်ထည့်ပြီးတော့မှ login ဝင်လိုက်တာနဲ့ဒီလိုပုံစံမျိုးပေါ်လာမှာဖြစ်ပါတယ် Okay ဒါမျိုးပုံစံလေးဆိုရင် brother တို့က go to event ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီနေရာလေးကိုရောက်လာမယ်ဒီမှာဆိုရင်တော့ပထမဦးဆုံး brother တို့လောက်ရမယ့် mission ကကြတော့ day 1မှာဆိုလို့ရှိရင်တော့ तू ကတားဟိုးတွေကို show ခိုင်းတာဖြစ်ပါတယ် family မှာသွားပြီးတော့ကိုဘောတို့ကဒါ 3 star လေးရောင်းတိုက်လိုက်လေးရတယ်အိမ်လေးပဲကျိုးရင်ကျွန်တော်ရပြီဗျရှောင်းအိမ်လောက်ကျိုးလိုက်တာနဲ့ဒီ mission လေးက claim လုပ်လို့ရပြီအဲ့ဒါဆိုကျွန်တော်တို့ဒီ day 1မှာကျတော့ဘာရရှိမှာလဲဆိုတော့ကက်ကလေးတစ်ကက်ရရှိမှာဖြစ်ပါတယ်အဲ့ဒါလေးကိုဖောက်ပြီးတော့ cancel ရမှာပါနော် day 2ကိုရောက်လာပြီဆိုလို့ရှိရင်တော့ day 2မှာကျတော့ तू ကကလန် cancel ကိပေးမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် day 2မှာကျတော့ဘာလုပ်ရမှာလဲဆိုတော့ကိုယ့်ရဲ့ဒီဘေးမှာရှိနေတဲ့အပင်လေးတွေကိုရှင်းပြရမှာဖြစ်ပါတယ်တပင်နှစ်ပင်လောက်ကိုကောက်ပြီးတော့မှဥမာကျွန်တော်ရှုပ်နေတဲ့အပင်လေးပေါ့ဗျာကိုမလိုချင်တဲ့အပင်လေးတွေဘေးတော့ဘက်ရှမ်းမှာပဲဖြစ်ဖြစ်ဒီဘက်အဟုံးပေးမှာပဲဖြစ်ဖြစ်ကို့မှာကရှင်းစရာအပင်မရှိဘူးဆိုလို့ရှိရင်တော့ brother တို့ဥမာ Christmas အပင်လေးကိုတစ်ချက်နှိပ်ပြီးတော့ show လိုက်ပြီးတော့ရင်လည်းကျွန်တော်အမြင်မြန်လေးပြန်ပြီးတော့မှ cancel ပြန်လုပ်လိုက်ရင်လည်းရပါတယ်ဗျသူက show ရုံပဲလုံးလုံးကြီးထွက်သွားကြမလို့အဲ့တော့ကိုယ့်ရဲ့ဒီလိုချင်တဲ့အပင်လေးတွေကကျွန်တော် show ပြီးတော့ပျောက်သွားမှာဆိုလို့ရှိရင်မြန်မြန်လေးတော့ကြည့်ပြီပေါ့နော်ကျွန်တော်စက္ကန့်ပိုင်းပဲကြာတာဆိုတော့လေ10မိနစ်လောက်လေးပဲကြာတာစက္ကန့်ဘယ်နဲ့စက္ကန့်လည်းမသိဘူးဗျအဲ့ဒါလေးကိုနှိပ်ပြီးတော့ show လိုက်ပြီးတော့လည်းချက်ချင်းပြန် cancel ပြီးတော့လုပ်လို့ရတယ်ပြီးရေတဲ့ပတ်ရှမ်းမှာလည်းအပင်လေးတွေသွား show လို့ရတာဖြစ်ပါတယ်ကိုယ့်ဘာဒါတချို့ကျတော့ show စရာအပင်တွေမရှိတဲ့သူတွေအတွက်ပြောပြပေးတာဖြစ်ပါတယ် Okay နောက်ထပ် day 3ကကြတော့ဘာလို့ခိုင်းလိုက်လဲဆိုတော့ day 3ကကြတော့ဘောက်တစ်လုံးပေးမှာဖြစ်ပါတယ် day 3မှာကြတော့ तू ကကြတော့ဒါကျွန်တော်တို့ဒီပုံမှန်လေး family လုပ်ရင်ရပြီဗျသူက true တွေကိုရှာခိုင်းတယ်ဆိုတော့ကျွန်တော် family လုပ်ပြီးနေကိုယ့်ဘက်ကို true လေးတွေပုံမှန်လေးရှာပြီးတော့သွားမယ်ဆိုရင်တေချာပေါက်ကျွန်တော်ဘောက်လေးတစ်လုံးရပြီဒါကကြတော့ day 3ဖြစ်ပါတယ် day 4မှာကြတော့ဘာလို့အောင်မလဲဆိုတော့ကျွန်တော် day 4ရောက်လာရင်တော့ကိုဘောတို့ကကတ်လေးတွေကိုစုပေးရမှာဖြစ်ပါတယ်ပုံမှန်တိုင်းကျွန်တော် family သွားပြီဆိုလို့ရှိရင်ကတ်လေးတွေရတယ်အကတ်လေးတွေကို show ပြီးတော့မှကျွန်တော်ဒီမှာဖွင့်ပေးလိုက်မယ်စုပေးလိုက်မယ်ဆိုရင်တော့ day 4လေးက unlock ဖြစ်သွားမှာဖြစ်ပါတယ် day 5လေးကကြတော့ပုံမှန်ပဲ family လုပ်နေအောင်ရပြီပါမှကျွန်တော် mission တွေက trade room မဟုတ်ဘူး day 5ကကြတော့လဲ star လေးတွေကိုစုပေးရမှာဖြစ်ပါတယ်ကျွန်တော်ပုံမှန်3 star လေးတွေတွတ်တိုက်လိုက်2 star လေးတိုက်လိုက်အဲ့လိုမျိုးလေးတွေနဲ့ star လေးကိုစုပြီးတော့မှ day 5ကလည်း unlock ဖြစ်မှာဖြစ်ပါတယ်နောက်ဆုံးမှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ RC skin ကိုရရှိမှာဖြစ်ပါတယ်အကုန်လုံးအပေါ်က mission လေးတွေပြီးသွားရဆိုရင်တော့အောက်က legendary Warrior Champion skin ကိုရရှိမှာဖြစ်ပါတယ်ကိုတို့ skin ကဘယ်လိုပုံစံမျိုးလေးလဲအထဲမှာဘယ်လို effect လေးပါလဲဆိုတာကိုလည်းကျွန်တော်ပြပေးအောင်မှာဖြစ်ပါတယ် Okay ဒါလေးကတော့ကျွန်တော်တို့ free ရမယ့် skin လေးဖြစ်ပါတယ်ဒါတော်တော်လေးတော့ mic တဲ့ထဲမှာပါတယ် free ဆိုပေမဲ့လည်းအခုနောက်ပိုင်းမှာဒါကျွန်တော်ရွှေချောင်လေးမပေးဘဲနဲ့တော်တော်ကြီးလာတာကြီးကိုပေးထားတာတွေ့ရတယ်ဗျ skin ပုံစံကတကယ်ကိုလုံးဝကျွတ်စီသူ့ရဲ့ဝတ်ထားတဲ့ဝတ်စုံကလည်းလုံးဝအကြီးကွန်လေးပုံစံလေးနဲ့ရမ်းအောင်မိုက်တယ်ဗျဒီ skin လေးကတော့လုံးဝကျွတ်စီမှာတိတ်မောင်လို့ရလုံးဝရအောင်ယူရင်တော့မိုက်တယ်အကောင်များတဲ့သူတွေလည်းစူးစမ်းပြီးအန်ကျိတ်မယ်ဆိုရင်တော့ဒီ legendary skin လေးကို free ရရှိနိုင်တာဖြစ်ပါတယ်အဲ့တော့ကိုတို့ဒီကောင်းရဲ့ in game ချက်ပလေးတာလေးတစ်ချက်သွားကြည့်မယ်ဗျဘယ်လိုပုံစံမျိုးလေးလဲဆိုတာ Okay ကိုတို့ skin လေးကိုတစ်ချက်လောက်ကြည့်လိုက်ကြအောင်ဗျ Okay ရှာချင်းမှာလည်း तू ကအကွက်ကလေးတွေပြတယ်ပြီးတော့လက်ထဲမှာကင်ထားတဲ့ဒိုင်းကိုင်နဲ့လည်းလှမ်းပြီးတော့ပြစ်တာဖြစ်ပါတယ် Okay rocket spear လေးပြစ်တယ်skin ကတော့သွားပြီးတော့ရှုပ်လို့တော့မရဘူးဗျကျန်းတယ်နော် brother ဒီကောင်းရတည်သွားတဲ့ပုံစံလေးကကြတော့ तू ပြစ်နေတဲ့လှန်လေးကအပေါ်မြောက်တက်ပြီးတော့မျက်လုံးလေးကလည်းအစိမ်းအောင်လေးထွက်နေမယ်ဗျတော်တော်မိုင်းပါတယ်ဒီတစ်ခေါက် free period skin တော့လုံးဝ share ပဲဖြစ်ပါတယ်အရေးကြီးတာကြတော့ကိုပို့ပေးတဲ့ဒီအောက်က link လေးကနေဝင်ပြီးတော့မှ login ဝင်ရမှာဖြစ်ပါတယ်အဲ့လိုမှမဝင်ဘူးတခြား link တွေတောင်းဝင်လို့ရှိရင်လည်းကျွန်တော်တို့တိုင်နေဘက်ကောင်မှာဆိုလို့တခြားဒီ Supercell ရဲ့ official website ကနေဝင်တော့ပြဿနာမရှိဘူးပေါ့နော်တချို့တွေကကြတော့ free ပေးနေတဲ့ဒီ link လေးဝင်လိုက်ဘာညာရွှေချောင်းတို့ပြောလိုက်လို့ရှိရင်အကောင့်ကြီးပါသွားမှာလဲဆိုလို့အဲ့ဒါကြောင့်မလို့ကိုပို့ရဲ့ description မှာရောကျွန်တော်ရဲ့ပင်ကိုမတ်မှာရောကျွန်တော်ထည့်ထားပေးတာဖြစ်ပါတယ်ပြီးတော့ Telegram ညီကိုလေးတွေလည်းကျွန်တော် Telegram လေးမှာ link လေးတစ်ချက်လမ်းပြီးတော့မှပို့ထားပေးမှာပဲဖြစ်ပါတယ် Okay ပါကျွန်တော်ဒီနေ့ video တော့ပါပဲဒါလေးကိုမသိတဲ့ညီကိုလေးရှိလို့လာပြီးတော့ပြပြပေးတာဖြစ်ပါတယ်အားလုံးပဲပတ်ပိုင်ပါကျွန်တော်ရဲ့နောက် video ကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ